အမြဲတမ်းအေးဆက်ဆက်နေတတ်တဲ့နတ်မင်းကြီးကကလေးမလေးကိုပခုံးပေါ်တင်ပြီးခေါ်လာပါတယ်။ကလေးမလေးကလည်းနတ်မင်းကြီးရဲ့ပခုံးကျဲကြီးပေါ်မှာထိုင်ရတာသူ့မေစီမှာထက်ပိုလုံးကြုံတယ်လို့ခံစားနေရပါတယ်။သူတို့နှစ်ယောက်မြို့ပြင်ကိုထွက်လာရင်မတ်မွန်တီးနဲ့တင်းတင်းလေးရနေတဲ့တောအုပ်လေးထဲရောက်သွားကြပါတယ်။တောအုပ်ထဲမှာတိတ်ဆိတ်နေပြီးရုတ်တရက်ဝက်နားရွက်နဲ့နတ်ဆိုးလေးတစ်ကောင်ပြေးထွက်လာပါတယ်။နတ်မင်းကြီးကအသားလေးလမ်းဖမ်းဆွဲလိုက်တော့နတ်ဆိုးလေးကကြောက်လန့်တကြားနဲ့သူဟာအမေဖြစ်သူရဲ့အစေခံဖြစ်ကြောင်းဝန်ခံပါတော့တယ်။အမေဖြစ်သူကရှေ့နားကလေမေးတောင်ပေါ်မှာတန်မိုးကြီးပစ္စည်းသွားရှာနေရလို့လည်းပြောပြလိုက်ပါတယ်။ဒါနဲ့သူတို့နှစ်ယောက်တောင်ကျေကလက်ဖက်ရည်ဆိုင်ကိုရောက်သွားကြပါတယ်။ဆိုင်ရှင်ဘိုးကြီးကတောင်ပေါ်ကိုမတက်ဖို့တားပါတယ်။ခုနကပဲမိန်းကလေးတယောက်တောင်ပေါ်ကဂူထဲမှာငွေများကြီးရမဲ့နှစ်ထောင်ချီတက်တန်းရှိတဲ့လင်းကြီးမှုရှိတယ်ဆိုပြီးဝင်သွားအခုတောင်ပေါ်မှာပောက်ကွဲတံတွေတောင်ကြားနေရပြီလို့ပြောပါတယ်။ဒါကိုကြားတာနဲ့နတ်မင်းကြီးကလက်ထဲကလက်ဖက်ရည်ပန်းကန်ကိုတောင်ညှစ်ခွဲမိမတက်စိတ်ပူသွားပြီးကြားတင်ငွေကိုပြစ်ချကကလေးမလေးကိုဆွဲပြီးတောင်ပေါ်ကိုအမြန်ပြေးတက်သွားပါတော့တယ်။ဂူပေါဝကိုရောက်တော့မီးခိုးတွေဥထွက်နေပြီးအမေဖြစ်သူကမီးတွေတောင်းနေတဲ့ခွေးနဲ့ကြီးတစ်ကောင်နဲ့မေတူးနေတဲ့တစ်သားတုံးတစ်တုံးကိုအသေးလဲလူနေတာတွေ့လိုက်ရပါတယ်။အမေဖြစ်သူကဒါငါရင်တွေ့တာဒီတစ်သားတုံးကကြက်ကင်တွေအများကြီးလဲစားလို့ရတယ်ဆိုပြီးအော်နေပါတယ်။နတ်မင်းကြီးလည်းအနားရောက်သွားပြီးလက်တစ်ချက်ဝှေ့ရမ်းလိုက်တာနဲ့မီးတွေအကုန်ငိမ့်သွားပြီးခွေးနဲ့ကြီးလည်းလန့်ပြေးသွားပါတယ်။အမေဖြစ်သူကမကြေမနက်နဲ့လှည့်ကြည့်လိုက်တော့နတ်မင်းကြီးကိုမြင်ပြီးမျက်နှာပြတ်သွားပါတယ်။ဆက်ချင်းပဲရွှေရောင်မီးခိုးငွေ့ဖြစ်ဖန်ဆင်းပြီးထွက်ပြေးဖို့လုပ်ပေမဲ့နတ်မင်းကြီးကအင်ကြီးလေကုတ်ကနေကြက်ကလေးတစ်ကောင်လိုဆွဲဖမ်းလိုက်ပါတယ်။ပြေးမလို့တော့မှအမေဖြစ်သူကကလေးအတွက်နှုတ်ဘိုးရှာနေတာပါလို့စင်ကြေပေးပါသေးတယ်။နတ်မင်းကြီးကမင်းကငွေနည်းနည်းလေးအတွက်နဲ့မိတောက်တွေအစိမ့်ငွေတွေကြားထဲဝင်ရဲတယ်ပေါ့ဆိုပြီးဒေါသထွက်နေပါတယ်။အမေဖြစ်သူကကလေးမလေးကိုပါမျက်ရည်ပြပြီးအကူညီတောင်းပေမဲ့ကလေးမလေးကအမေကသာသမီးကိုထားခဲ့တာလို့ပြောလိုက်လို့ဘာမှဆက်မပြောနိုင်တော့ပဲငြင်းချသွားပါတယ်။အဲ့ဒီနောက်အမေဖြစ်သူကနတ်မင်းကြီးတင်ထားတဲ့သူ့ရဲ့ခြေချင်းဝတ်ကခေါင်းလောင်းလေးကိုမြင်တော့ပြန်နှောင်းပါတယ်။နတ်မင်းကြီးကမပေးတဲ့အပြင်ခေါင်းလောင်းကိုရင်ခွင်ထဲပိုနဲ့ထည့်လိုက်ပါတယ်။ဒါနဲ့အမေဖြစ်သူကသူ့လက်ထဲကတစ်သားတုံးကိုအပေါင်းဆိုင်မှာတွားရောက်ပြီးအကျွေးဆက်မယ်ဆိုတဲ့အကြံရသွားပါတယ်။မြို့ထဲကအကြီးဆုံးအပေါင်းဆိုင်ကိုရောက်တော့အပေါင်းဆိုင်စာရေးကသူတို့ဝတ်ထားတဲ့ပုံစံကိုကြည့်ပြီးသူတောင်စားတွေအထင်းနဲ့မောင်းထုတ်ဖို့လုပ်ပါတယ်။အမေဖြစ်သူကဒေါသထွက်ပြီးတစ်သားတုံးကိုကောင်တာပေါ်စောင့်ချလိုက်ကဒါကမိုးကြိုးပစ်ခံထားရတဲ့နှစ်ထောင်ချီတက်တန်းရှိတဲ့လင်းကြီးမူတစ်သားပဲငွေ900တန်တယ်လို့အော်ပြောပါတယ်။ဆိုင်ရှင်သူထေးကြီးထွက်လာပြီးကြည့်လိုက်တော့မှတကယ်ဖိုးတန်ပစ္စည်းမှန်းသိသွားပြီးငွေတွေအပြည့်ပါတဲ့တစ်တာကြီးကိုထုတ်ပေးလိုက်ပါတယ်။အမေဖြစ်သူကငွေတစ်တာကိုအငမ်းမရသွားယူဖို့လုပ်ပေမဲ့ကလေးမလေးကအရင်လက်ဦးသွားပြီးအမေစားတော့ဆိုင်ကအကျွေးရင်ဆက်ရဦးမယ်လေအကုန်ယူသွားလို့မရဘူးလို့ပြောလိုက်ပါတယ်။နတ်မင်းကြီးကလည်းငွေတစ်တာကိုကလေးမလေးကိုပဲကန်ကိုင်းထားလိုက်ပြီးအမေဖြစ်သူကိုတပြားမှမကန်ကိုင်းပဲအပေါင်းဆိုင်ထဲကနေထွက်လာခဲ့ပါတယ်။နောက်ဆုံးတော့သူတို့3ယောက်စားတော့ဆိုင်ကိုပြန်ရောက်သွားပါတယ်။အမေဖြစ်သူကစားတော့ဆိုင်ကောင်တာပေါ်ကိုငွေတုံးကြီးနဲ့တုံးဆောင်ချလိုက်ပြီးအကျွေးယူလိုက်ကြံတာမအမ်းနဲ့တော့အကောင်းဆုံးဟင်းပွဲတွေသာချပေးတော့ဆိုပြီးအကြီးကျယ်ကြွားလိုက်ပါတယ်။ဒါပေမဲ့စားဖို့မူကြီးငွေကိုလမ်းယူမဲ့ချိန်မှာပဲနတ်မင်းကြီးကငွေတုံးပေါ်ကိုလက်နဲ့ဖိထားလိုက်ပြီးအကျွေးကိုပဲယူပါထမင်းမစားတော့ဘူးခီးဆက်ရဦးမယ်လို့အေးဆက်ဆက်ပြောချလိုက်ပါတယ်။အဲ့ဒီစကားလဲကြားရောအမေဖြစ်သူခများထမင်းမစားရတော့လို့ကျမ်းပြင်ပေါ်လဲချပြီးကလေးတယောက်လိုအော်ငိုကတောင်းကျမ်းပါတော့တယ်။နတ်မင်းကြီးကကလေးမလေးလက်ကိုဆွဲပြီးဆိုင်ပြင်ကိုခေါ်လာပါတယ်။ကလေးမလေးကအမေဖြစ်သူကိုလန့်ကြည့်လိုက်တော့လူအုပ်ထဲမှာပျောက်သွားပါပြီ။ဒါပေမဲ့ကလေးမလေးကသူ့လက်ထဲမှာငွေတိတ်တာရှိနေလို့အမေဖြစ်သူပြန်လာမယ်ဆိုတာကိုတေချာယုံကြည်နေပါတယ်။သူတို့နှစ်ယောက်